안녕, 하이. 달리리 다이소 안에 와라 티라 코리아 말래. 코리아 마 다이소 술 다이 티리 메 티라. 탕 와 시에 뛰라. 코리아ငွေ1000ဆိုရင်မြန်မာငွေ3နဲ့မြောက်ရင်3000လောက်ပေါ့နော်။အဲ့ဒါကလေးတွေဆော့တဲ့ဟာလားမသိဘူးတိလားအဲ့ဒါကျမဝယ်လာတဲ့ရှင်တို့ကျမရဲ့လူနာလာလေးတွေခေါ်ပေးရမယ်လက်ဆောင်ဆိုပြီးတော့တိမအခုရပိုက်ကွယ် service နှစ်ခုယူတဲ့သူတွေရှိတယ်အဲ့ဒါသူတို့ service လက်ဆောင်လေးပေးတယ်ကိုကတိလားအဲ့လိုမျိုး service ကိုနှစ်ခုကိုတစ်ပြိုင်တည်းယူရလေအဲ့ဆိုတော့အဲ့လိုမျိုးလေးထူးထူးဆန်းဆန်းလေးဖြစ်အောင်ဒီဘာလဲတခြားသွားဝယ်တာဒါဆိုမှတခြားသွားဝယ်တာကိုအဲ့လိုအဲ့လိုတက်လေးတွေ့တော့ဘာလေးလဲဆိုပြီးတော့တိချီလို့ဝယ်လိုက်တယ်1000ဝန်းဆိုတော့လေကလေးတွေဆော့တက်နေရကလေးတွေဆော့တက်ဟာလားမသိဘူးကလေးလေးတွေသိရမလားတို့ငငယ်တုန်းကလေဆော့တက်ဟာလေးရှိတယ်လေအပန်းရစာအုပ်နဲ့လေဘာလဲမေ့သွားပြန်ပြီစာအုပ်နာမယ်လားအဲ့လိုမျိုးအဲ့ဒါဒီနေ့ကြည့်ပြီးမယ်တိလားရှင်တို့ short လေးကြည့်ပြီးမယ်ဘာပြောလဲဆိုတာလေအဲ့တော့ကတ်ကိုမဆွဲခင်ဒီကားကြတော့လေတိလားဒီမှာကဲကိုရီးယားလိုရေးထားတာသူကဒီအင်္ဂလိပ်လို good luck ကိုရီးယားလိုလည်းအဲ့လိုပဲဘာလဲ good luck တဲ့ good luck card ဆိုကိုရီးယားလိုပေါ့အင်္ဂလိပ်လိုဆို good luck card အဲ့ဒါကိုဒီနေ့ကြည့်ပေးမယ်သူကဒီမှာရေးထားတာဂျိုကီဂျိုမာဂျိုဟာရူအဲ့ဆိုတော့ဘာလဲကောင်းသော energy ကောင်းသောစိတ်နှလုံးသားကောင်းသောရက်တရက်ပေါ့နော်ကောက်တော့ရက်လေးပေါ့နော် lucky one ဆိုပြီးတော့အဲ့လိုမျိုးဒီမှာရေးထားတာလေအဲ့ဒါဒီနေ့ရှင်တို့ကြည့်ပေးမယ်ဆိုတော့လောလောဆယ်တွေးလိုက်ရှင်တို့ဘယ်လိုဖတ်တွေးမလဲဆိုရင်တခုပေါ့နော်တခု something အချီဖြစ်ချင်လဲဖြစ်မယ်အလောက်ကိုင်းငွေကြီးဘာညာကွိကအကုတ်တွေးကွာအခုလောလောဆယ်တွေးချိန်ပြီးမယ်တချို့တွေရုတ်တရက်ခေါင်းထဲရောက်လာပြီခေါင်းထဲရောက်လာပြီတွေးပြီးပြီနော်ချိန်ပြီးပြီနော်โอเคဆွဲလိုက်တော့မလားတကက်ပဲဆွဲမယ်လေနော်โอเคဘာရေးထားမလဲโอเค잠깐만 주변 사람들을 잘 챙기는 걸 결코 손해볼 일이 아니야 ပတ်ဝန်းကျင်မှာရှိတဲ့လူတွေကိုတဲ့ကောင်းမောတဲ့အဲ့ဒီ caring လုပ်ပေးတယ်ဆိုတာတဲ့ကိုအတွက်ပေါ့နော်သူ့အတွက်ပေါ့နော်သူ့အတွက်ပဲဖြစ်ပေါ့နော်ဘယ်လိုပြောမလဲဆုံးနေပေါ် ED အာနီတာဆိုတာဘယ်လိုပြောမလဲနင်းနာတဲ့အလုပ်တော့မဟုတ်ဆိုပါလဲဘယ်လဲသိရမလားအဲ့လိုမျိုးလေးသူများကိုတို့မှရှိရလေသူများစူးစာကိုကြိုးအောင်မိကောဘယ်လဲဟိုကစကပုံရှိတယ်လေသူများစူးစာကိုကြိုးအောင်ရှင်တို့ကတော့မသိဘူးလူနာတာလေးကျမကတော့လေသူများစူးစာကိုကြိုးပြအောင်အမြဲပြအောင်အရာတဘောကောင်းလို့ကိုကြိုးပြအောင်ကျမစီမှာတော်ကြည့်တဲ့လူတွေဆိုသိတယ်သိလားနည်းနည်းလေးလက်ခံပြီးတော့အများကြီးကြည့်ပေးတာကျမအမလေးเนาะတယ်လီဖီတွေပါပေးတယ်ကောင်ဆယ်လင်းတွေပါလုပ်ပေးတယ်အဲ့ဒါဟိုကဘာလဲဒီဟာတွေကလည်းကောင်းတယ်တိလားတရက်ကြရေးကိုစီကိုလေးပြက်လာတယ်ကောင်းတဲ့ဟာပေးဟေးကက်ကိုင်းအကျိုးဗုဒ္ဓဘာသာမှာရှိရလေကက်ကိုင်းအကျိုးကောင်းတာလုပ်ရေးကောင်းတာတွေးရေးကောင်းတာပြောရေးကောင်းတဲ့အရာတွေကကိုစီကိုတနည်းနည်းနဲ့ပြက်ရောက်လာတယ်ဆိုတာလေတိလားအဲ့ဟာနဲ့အတူတူပဲကိုပတ်ဝန်းကျင်မှာရှိတဲ့လူတွေကိုတဲ့တေချာ carry လုပ်ပြီးတော့ queue site ပေးရင်တဲ့ queue site ပေးတဲ့ဟာတဲ့နောက်ဆုံးတော့တဲ့အဲ့ဒါတဲ့နိနာစရာအကြောင်းမရှိဘူးဆိုတော့အဲ့ဒါနိနာရတဲ့ဟာမဟုတ်ဘူးဆိုတော့ तू win-win situation ပေါ့နော် तू လည်းအကူညီဖြစ်တယ်ကိုလည်းကူညီလိုက်ရလို့စိတ်ပျော်ရွှင်ရတယ်အဲ့ဒီကူညီလိုက်တဲ့ဟာပဲကိုစီတရက်ကြတော့ပြန်ရောက်လာတယ်ဆိုတာအဲ့လိုမျိုးပေါ့နော်ဘယ်လိုပြောမလဲအရာအလုံး win-win situation ဖြစ်နေပါလဲနိနာစရာမရှိဘူးပေါ့အဲ့လိုပုံစံမျိုးအဲ့တော့ရှင်တို့ဘာပဲတွေးပေါ့နော် message ကထားလေးရောက်လာတာဆိုတော့ဒီဟာလေးအတိုင်းပဲဟိုဗာလဲအခုခစ်ကလေအခုချိန်မှာခစ်ကအရန်ကိုတိုးတက်ပြီးတော့ပြောင်းလဲနေတာဆိုတော့လေအပြိုင်ဆိုင်နေအရန်များတယ်ကွယ်အဲ့တော့လူတိုင်းကအလုံးမှာပဲဖြစ်ငွေကြီးပဲဖြစ်အချီးမှာပဲဖြစ်ဘယ်နေရာမှာဖြစ်ပေါ့နော်ဟိုlife ဒီ life လေးက lifestyle လေးကိုကသူတို့ရဲ့ insane သူတို့ရဲ့ဘဝကိုကဘယ်လိုပြောမလဲအော်လုံးကိုအခက်ခဲတွေနဲ့ပိမန်နွမ်းတဲ့မူတွေနဲ့လူတိုင်းမှာအခက်ခဲကိုစီရှိကြတယ်ကွယ်အဲ့တော့ဘာဖြစ်လေကိုကပဲကောင်းပေးလိုက်တယ်ကိုကအဲ့လိုမျိုးဘာမဟုတ်တာလေးနဲ့သိရမလားဒီနေ့အပြေလေးထွက်လိုက်တယ်ဆိုတာနဲ့လာမကူတက်တဲ့ကလေးလေးကိုလက်ဆွဲပြီးလာရလေးကူပေးလိုက်တာနဲ့တည်အဲ့ဒါဘင်းစိတ်
အကြီးပျော်ရွှင်မှုဖြစ်နေပြီတည်တယ်မလားဆာဆိုဟန်အဲ small things လေးတွေကပဲ big happiness ဖြစ်နေပြီဆိုတော့လေဒီလားအဲ့တော့လူတိုင်းကအခက်ခဲကိုစီရှိကြတဲ့ကိုအပါဝင်အဲ့တော့ဘသူပဲဖြစ်ဖြစ်ဟိုပို့ပြီးတော့အဲ့လိုမျိုးစိတ်ထိခိုက်အောင်ပို့ပြီးတော့နစ်နာအောင်ပို့ပြီးတော့ခက်ခဲအောင်မလုပ်ကြပါနဲ့အချင်းချင်းပေါ့နော်လူတွေချစ်ချင်းပဲအချင်းချင်းကူညီရင်းနဲ့ပဲဖေးမရင်းနဲ့ပဲเนาะဒီနေ့မှာဒီလောက်ပဲဒီ message လေးနဲ့ပဲအညုံပိုင်